ဒေသဘုံမှာဈေးတစ်ချက်မှမပေးတဲ့ကြောက်ကအိမ်ရောက်မှဆေးလိမ့်မှဒီပုံစံဖြစ်သွားတယ်ဗျာကိုရီးယားတဲ့ကြောက်တဲ့ဆိုရင်ဘဝဘေးကုသကမ္မနဲ့ရလို့ရလိုက်တဲ့ကြောက်ကကောက်ကိုကောက်ဗျာနော်သူများတွေရတဲ့ကြောက်ကတော့တစ်လုံးဆိုတစ်လုံးပတ်စံကောင်းကောင်းလေးဖြစ်တယ်ဗျာကြောက်ကတော့ဒီလိုအနေထားပေါ့ဗျာနော်ပြောရရင်တော့ချော်လုံကနေပြီးတော့မှဆေးလိမ့်တော့ဗျာနော်လိုအရေးတွေတုံးလုံးပေါ်လာဗျာနော်ချော်အောက်ကနေပြီးတော့ပေါ်လာပေါ့ဗျာဒီကြောက်ကတော့တငယ်ချင်းရပေါ့ဗျာနော်မြေသားပုံတော့ချော်လုံးတော့ကြောက်ကဖြစ်မှတ်နေဦးမထင်ရဘူးဗျာနော်လောပန်းနေမကြိုက်တာလည်းမပြောနဲ့ဗျာမြေသားပုံမှာတော့နှံ့လို့ကျွန်တော်တို့ပြကြတော့ဘယ်လောပန်းမှမကြိုက်ဘူးဗျာနော်ဈေးလည်းမပေးဘူးဗျာသူကုသကံပဲကောင်းတာလားတော့မသိဘူးနော်အိမ်ရောက်မှဆေးကြီးလေးတော့မှဒီလိုမျိုးတုံးလုံးအရေးတွေပေါ်လာဗျာနော်ပြောမှဆိုချင်းလေးလည်းနည်းနည်းလေးတော့ပါဗျာနော်ကြောက်ကတော့အရွယ်လေးလည်းမဆိုးဘူးဗျာနော်နှစ်ပိတ်တစ်ခွဲလောက်တော့ရှိရဗျာနော်နောက်ဆိုရင်တော့ကိုလည်းကုသကောင်းမှုလေးများများလုပ်ရမယ်ဗျာနော်ရတဲ့ကြောက်လေးပတ်စံဖြစ်အောင်လို့တော့လုပ်ရမယ်ဗျာကြောက်ချတဲ့ရင်မစေးစမအားလုံးကိုပြောချင်ပါဗျာနော်ကုသကောင်းမှုလေးများများလုပ်ပါဖရာတရားတန်ခါမိရဆရာလာမလားကိုလည်းမပြင်းမပါနဲ့ဗျာနော်အမြဲတမ်းစိတ်ထဲမှာအမြဲတမ်းရှိပါဗျာနော်သူနဲ့ထားတဲ့ကြောက်ကသူ့စီသူပဲဆက်ဆိုင်မြဲမြဲရောက်တယ်ဗျာနော်ဘယ်သူစီမှမရောက်ဘူးဗျာနော်ကျွန်တော်တို့ရတဲ့ကြောက်လေးတွေမှဆိုဗျာဆေးလိပ်ပြီးဆိုရင်ဘာမှမပေါ့ဗျာနော်အရင်မပါတာနဲ့ကြောင်မျိုးနူးကအနာများတာနဲ့ဗျာအဲ့လိုတွေကြီးပဲဗျာနော်ခါလေးကိုကနဲ့ကိုတောင်အားငယ်မိရဗျာသူများရတဲ့ကြောက်တွေဆိုတစ်လုံးဆိုတစ်လုံးပဲဗျာနော်ပတ်စံကောင်းကောင်းလေးဖြစ်တယ်ဗျာကြောက်ကောင်းရရင်လည်းအယောင်မမဘူးကခယူးစားရည်ဗျာနော်အယောင်မရင်လည်းကိုစားမရသူများပေးလိုက်ရတယ်လို့ဖြစ်တော့မှာဗျာကဲကျွန်တော်ဘလော့လေးတော့ဒီနေ့တော့ဒီလောက်ပါဗျာနော်ကြောက်ချာရေမစ်စစ်တယောက်ဖြစ်တာမလို့ကြောက်ချာတဲ့ဘူးတူတာလေးတို့တင်ပေးပါဗျာနော်ဖလုံးမဲ့ပိုင်းပါ